အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကစင်ကာပူမှာရှိနေတဲ့လူတွေအတွက်တင်ကောက်ပေးနေတာပေါ့နော်ကျွန်တော်တို့ကစင်ကာပူမှာဒီခဏနဲ့ပတ်သက်တာတို့နောက်ပြီးအင်ကြီးဝစားနဲ့ပတ်သက်တာတို့ပေါ့နော်ဈေးတက်တာနဲ့ရကျင်နေဆိုလို့ရှိရင်ဘယ်လိုသွားမလဲဆိုတော့စာရင်းလိုက်ကြည့်ကြပါဦးဒီနေ့တွားခဲ့တဲ့နေရာလေးကတော့ Changi City Point ကိုခေါ်ပြီးတော့ဒီကောင်လေးက H4 MRT Station နားမှာတရှိတာပါဒီ H4 MRT Station ကနေကျွန်တော်တို့ညဘက်ချမ်းကိုလည်းပို့လိုက်မယ်ဆိုလို့ရှိရင်ဒီကုန်လိုက်ကိုရောက်ပြီပေါ့နော်ဒီကုန်လိုက်မှာကတော့ကျွန်တော်တို့ဒီ brand တွေကိုစီချပေးတာဖြစ်တယ်ပေါ့နော်ဒီကုန်လိုက်မှာကကျွန်တော်တို့ဒီ promotion ကတော့နော်အချိန်တန်းရှိနေတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အချိန်နဲ့တစ်ချိန်ကတော့ဒီ promotion price တွေကတော့ပေါ့နော်အဲ့တော့ကိုသွားမယ့်ရက်မှာက promotion ချတဲ့ဥစ္စာကပိုပြီးဈေးတက်နေဆိုတော့ကိုပဲတန်အောင်လာပေါ့နော်နောက်တစ်ခုလည်းအကြံပေးချင်တာကကျွန်တော်တို့ကပေးရက်ကိုထားတာလေနော်။ဘာလို့လဲဆိုတော့ပေးရက်ကြလို့ရှိရင်ကျွန်တော်တို့ကဒီလိုရှင်းဖို့အတွက်လူတွေအများကြီးစောင့်ပြီးတန်းစီရတာမျိုးဖြစ်သွားတယ်ပေါ့နော်။အဲ့တော့ကိုကဖြစ်နိုင်တယ်ဆိုလို့ရှိရင်တော့ဂျာရက်သွားပြီးတော့ဒီကိုတော်ရတဲ့ဟာလေးတွေကိုရှာတာဖြစ်ဖြစ်လုပ်နိုင်ပါလေ။စင်ကာပူမှာက promotion ချတာကကုန်တဲ့တန်းလိုရှိလာဖြစ်တော့တယ်ဒီကုန်တန်းလေးရဲ့ထူးခြားချက်ကတော့ပေါ့နော်ကျွန်တော်တို့ဒီကိုကများများဆဆဝင်နေဆိုလို့ရှိရင်ဒီမှာပို့ပြီးတော့စီးတတ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့သူတို့ကဒီမှာကနေရဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘလောက် percentage လျှော့တယ်နောက်ပြီးလို့ရှိရင်300ဝင်မယ်ဆိုဘလောက် percentage လျှော့တာဖြစ်တဲ့အတွက်ကိုတွေကတငယ်ချင်းတွေစုပြီးဝယ်တာပဲဖြစ်ဖြစ်လုပ်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့တန်းတယ်ပေါ့နော်နောက်ထပ်ထူးခြားတာလေးကတော့ဒီကုန်တိုင်းမှာက promotion ချတယ်ဆိုတာက sign in လို့ချတာပေါ့နော်ပြီးတော့ဒီမှာကချတဲ့ဥစ္စာကလည်း branded တွေကြီးပဲချတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာကပစ္စည်းကောင်းပြီးတော့စီတက်တက်တန်းရနိုင်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီနေ့ကတော့ခဏသွားရှာတာပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီနေ့ကတော့ခဏ line တွေပဲညာတော့ဒီလိုက်လာဖြစ်ပါလေအဲ့တော့ဒီမှာကဖက်နက်တွေဘယ်လောက်ဈေးရှိရဲဆိုတာကိုလည်းဒါကလည်းတစ်ချက်လိုက်ကြည့်ပြကြပါဦးခုကျွန်တော်ရိုက်ပြထားတဲ့ဒီဖက်နက်တွေဆိုလို့ရှိရင်100မကျော်ပေါ့နော်များသောအားဖြင့်ကျွန်တော်တို့69ချက်ပေါ့နော်ချို့ဖက်နက်တွေဆိုလို့ရှိရင်ကျွန်တော်တို့59ချက်တို့49ချက်တို့ဖက်နက်တွေတောင်ရှိရပေါ့နော်ဒီကတော့ Nike showroom ပေါ့နော်နောက်ပြီးတော့ဘက်ချမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Adidas တို့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ Skechers တို့ရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်သွားတဲ့နေ့ကတော့ဒီ Skechers showroom ကတော့ renovation လုပ်နေလို့လားမသိဘူးပိတ်ထားတယ်ပေါ့နော်ဒီနေ့တော့ကြည့်ရတဲ့အချိန်မှာတော့ဒီပင်နယ်လေးကိုတော်တော်သဘောကျတယ်ပေါ့နော်အယောင်ဆက်ထားတာပေါ့နော်ဒီကကျွန်တော်တို့ဒီချုပ်တာအောင်တော်တော်လေးကောင်းပါတော့စင်ကာပူမှာကဒီလိုမျိုးဖက်နက်တွေနဲ့အင်ကြီးချတဲ့နောက်ပုံနဲ့တစ်ခုလည်းရှိသေးတယ်ပေါ့နော်တီးရလို့တချို့လည်းကွန်မန့်မှန်သွားပြီးတယ်ပေါ့နော်ဒါပေမဲ့တကယ်လို့ကိုက Nike နဲ့ပတ်သက်ပြီးတော့ယူတူတူဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီ Changi City Point ကိုတောက်ကျွန်တော်တော့အကြံဉာဏ်ပေးပါတယ်နောက်ဆိုလည်းတချို့ဒီမှာကဒီ Air Jordan တစ်စိတ်တွေပါတဲ့ဖက်နက်တွေတော့ရှိတယ်ပေါ့နော်ကိုရှာနိုင်တယ်ဆိုရှာနိုင်တယ်လို့ရတယ်ပေါ့နော်ကျွန်တော်သွားခဲ့တဲ့ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Levi's ဆိုလို့ရှိရင်90ရာခိုင်နှုန်းလောက်ချတာပေါ့နော်အဲ့တော့ကိုသွားမယ့်ရက်မှာကိုလိုချင်တဲ့ပုံစံကစီးနေနေတနဲ့ရမယ်ဆိုကိုအတွက်ပို့ပြီးတော့ချိန်လိုက်တာပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းနဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ထုံးစံနိုင်အောင်လို့ဆိုပါကျွန်တော်ရဲ့အကောင့်လေးကို follow နဲ့ like လုပ်သွားပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်